16ရက်5လ2025မန္တလေးမြို့35လမ်း60ဘဝရကုံကျောင်းတိုက်တော်အတွင်းပေါ့နော်ဒီဆရာတော်တန်ဃာတော်များစာသင်စာချရာနဲ့ဓမ္မစကူတင်နန်းလူတင်နန်းသားများတင်နန်းပူချရာနေရာဖြစ်တဲ့ဒီကျောင်းဆောင်ကြီးအခြေအောက်ခြေတွေကအကွဲပြီးတော့တိတ်အဆင်မပြေတဲ့တော့ပေါ့နော်စာသင်တန်ဃာတွေနဲ့ဒီဓမ္မစကူကလေးငယ်တွေတင်နန်းအစဉ်တပြေပို့ချနိုင်မှုလို့ပေါ့နော်ဒါထရွယ်ကျောင်းဆောင်လေးဆောက်လို့လူတန်းတဲ့နေရာကချမ်းသာစွာမွေးမြူနိုင်ရပါလို့ဆရာတော်ကျွန်ုပ်ဤမိဘနှစ်ပါးလေးပင်၃ခန်းထိုင်ရတဲ့ကလေးဆောက်ခြင်းနဲ့အဲဆိုလေဆရာတော်အစဉ်ပြေတဲ့နေရာကမဖြစ်ပါနေရာလေးသာပေးပါသူတို့ဆောက်လို့လူတန်းမှာပဲဆိုပြီးတော့အစဉ်အသားတန်းတဲ့လူအသားထိုင်ရတနင်္လာနေ့ထိုင်ရအစရှိတဲ့ပြေပေါ့နော်ကိုအစဉ်ပြေရာကိုအလူရှင်တွေစုပေါင်းပြီးတော့ဒါလာရောက်ဆောက်လို့လူတန်းတာဖြစ်ပါတယ်ကိုစင်ရဲ့ချင်းကင်းကြပါစေကိုဝန်ကိုတာကိုခန္ဓာချမ်းသာစွာမွေးမြူနိုင်ကြပါစေဒီအရာတွင်မှာကျောင်းကလေးကပေါ့နော်တကယ်တမ်းလူရင်းအားနဲ့ဆောက်လုပ်လိုက်တဲ့အခါကျတော့စုပေါင်းဆောက်လုပ်ချိန်က4နာရီနဲ့15မိနစ်လောက်ပဲကြာတယ်ပေါ့နော်4နာရီနဲ့15မိနစ်လောက်ဆိုပြီးသွားတာပေါ့နော်အဲဒါဆရာတော်တန်ကတော့ဆရာတော်ဒီဇန်ကတ်တဲ့ပွဲကနေဇန်ကတ်တဲ့ပွဲကတ်နေတဲ့အချိန်မှာနောက်ကချက်တက်ပြုတ်တဲ့အပွဲတွေနည်းနည်းအချိန်ရလို့အားနေလို့ပေါ့နော်အဘေးကကျောင်းဆောင်တွေအောက်ခြေအကွဲတဲ့ကျောင်းဆောင်တွေပြင်းနဲ့ပြူတဲ့နေရာမှာဝင်ပြီးတော့လောက်အပ်ပေးနေကြတဲ့အပွဲတွေပေါ့ဒီလောက်အပ်ပေးနေကြတာပါဘေးရန်ကင်းကွာချမ်းသာကြပါစေစိတ်ဆင်းရဲခြင်းကင်းကြပါစေကိုယ်ဆင်းရဲခြင်းကင်းကြပါစေကိုယ်ဝန်ကိုတာကိုခန္ဓာချမ်းသာစွာမွေးမြူနိုင်ကြပါစေကျွန်ုပ်ဤပစ္စည်းလေးပါအလုံးတညီလက်ညီနဲ့စုပေါင်းပြီးတော့ဆောက်လုပ်ကြတဲ့နေရာမှာစိတ်ဆင်းရဲခြင်းကင်းကြပါစေညံနေပေါ့နော်ချိန်လူလောက်ကင်တဲ့လူရင်အားလည်းကောင်းတယ်တညီလက်ညီလည်းရှိတယ်ကိုဒီနေရာကျွမ်းရင်ဒီနေရာဝင်လောက်တယ်ဒီနေရာကနိုင်ဒီနေရာဝင်လောက်တယ်ကိုနိုင်ရနေဝင်လောက်တဲ့အတွက်ပေါ့နော်ဒီ၄ပင်၃ခန်းထိပ်ရကျောင်းဆောင်တစ်ကျောင်းကိုစုစုပေါင်းလှုပ်ချိန်4နာရီနဲ့15မိနစ်ပဲလှုပ်ချိန်အတွင်းမှာပဲကျောင်းဆောင်လေးကပြီးမြောက်သွားတယ်ပေါ့နော်ပြီးမြောက်သွားတယ်ဟုတ်ဘေးရန်ကင်းကွာဒါကပေါ်ပိုင်းမှုပြီးလို့အောက်ပိုင်းကကျန်းခင်ကျန်းကိုလုပ်နေတာပါကိုစင်ရဲ့ချင်းကင်းကြပါအလုံးကြီးရပါတယ်တတ်နိုင်တဲ့ဘက်ကနေပြီးတော့ကိုတတ်နိုင်ရကိုကျွမ်းကျင်ရနေပြီးတော့ဝင်ရောက်လောက်ကင်လူတန်းနေကြတဲ့ဖွဲ့တွေပေါ့တက်ရှိကြမှာမူတတ်တော်အပေါင်းဝင်တဲ့ထွက်တဲ့ရှိကြကုန်သောတတ်တော်အပေါင်းအလုံးစုံသောတတ်တော်အပေါင်းပုဂ္ဂိုလ်အပေါင်းဒါတော့ကျောင်းတော်ပြီးဖြစ်တဲ့အတွက်မိုက်သိမ်းမိုက်ရှင်းကုသိုလ်ယူနေတာပါဟုတ်ခွဲရရပြီထုံးတဲ့အတိုင်းပေါ့ပြီးကျောင်းဆောင်ပြီးဆိုရင်အမိုက်မကြံခဲ့အောင်လို့အမိုက်သိမ်းအမိုက်အမိုက်တွေပါလာတဲ့ကားထော်လာကြီးအရှိတဲ့ပြင်ပေါ့နော်စူပေါင်းတင်ပြီးတော့အမိုက်ရှင်းလင်းနေကြတာပါလူမျိုးလုံးတဲ့နေရာမှာလဲလူတဲ့တန်းတဲ့နေရာမှာလဲကားရှိတဲ့လူကကားနဲ့တဲဥကိုဆောင်ရေးလုပ်ပြီးတယ်ကားတက်နိုင်တဲ့လူကကားလိုက်ကြတယ်ထော်လိုက်တက်နိုင်တဲ့လူကထော်လိုက်လိုက်ပြီးတော့ပို့ဆောင်ပေးကြတယ်ကိုစင်ပြပေါ့နော်တက်နိုင်တာမှလည်းအကုန်လုံးကိုရှိတာနဲ့ကိုစုပေါင်းလောက်ကင်ပြီးတော့လူရနာဖြစ်တဲ့အတွက်တရွက်ចောင်းဆောင်တစ်ဆောင်ဆိုရင်စောက်ခဲ့သမျှထဲမှာတိတ်တနေ့ကုန်အောင်စောက်ရတဲ့အကြောင်းဆိုလို့မရှိဘူး5ပင်6ခန်း6ပင်5ခန်းအစရှိတဲ့ပြင်လူကျောင်းရှိကြီးတွေတောင်မှအလုံးလုံးစောက်ရရင်9နာရီလောက်ပဲကြာတယ်ပေါ့နော်အဲ့လိုကျောင်းကြီးတွေတော့9နာရီလောက်အတွင်းမှာပဲကျောင်းတစ်ဆောင်အဖြစ်ပြီးမြောက်သွားတာကိုတွေ့ရပါတယ်ဗျာအနောက်ရ၌ရှိကြကုန်သောမြောက်ရ၌ရှိကြကုန်သော
ဒါလေးကတော့လုံးဝအပိသက်ဒီဆရာတော်ပြင်ဖိတ်ပြီးတော့တရားနာရည်လက်ချလုပ်ဖို့ပဲရှိတော့တယ်ပေါ့နော် အနောက်မြောက်တော့ရန် ထမ်းရဆူလေးနဲ့ဝါချမ်းဆူလေးတွေခင်းထားတဲ့ဖြစ်တဲ့အတွက်အေးစိတ်နဲ့ဆရာတော်ကြာလာပြီဒီလပြီးနေပါပြီ အောက်ရက်၌ရှိကြကုန်သောအကျင့်ရက်၌ရှိကြကုန်သောသိရှိကြမူတတ္တဝါအပေါင်းဝင်သက်ထွက်သက်ရှိကြကုန်သောတတ္တဝါအပေါင်းအလုံးစုံသောတတ္တဝါအပေါင်းပုဂ္ဂိုလ်အပေါင်းယုံနဲ့နှစ်ပါးရှိကြကုန်သောတတ္တဝါ